အားလုံးပဲကိုထမင်းကိုစားပြီးကြီးတော့နွားချောင်းတယ်ဆိုတဲ့မြန်မာစကားပုံကိုတော့ကြားဖို့ကြမှာပါဟုတ်တယ်မလားဒီစကားပုံတော့ရိုးရိုးရှင်းရှင်းလေးလို့ထင်ရပေမဲ့သူ့ရဲ့နောက်ွယ်မှာတယောက်နဲ့တယောက်လုံးဝကိုစန့်ကျင်ပဲဖြစ်နေတဲ့အကြီးပဲနှစ်ခုကပ်ပါလာတတ်ပါတယ်ကဲဒီနေ့တော့ဒီစကားပုံရဲ့နှစ်နဲ့တဲ့အတိတ်ပဲတွေကိုအတူတူဆွေးနွေးကြည့်ကြရအောင်အဲ့ဒီတော့မေးဆရာရှိလာတာကဒီစကားပုံဟာလူတစ်ယောက်ကိုချီကျူးဂုံပြူနေတာလားဒါမှမဟုတ်သူလုံးနေတဲ့အလုပ်ကိုတရောလုံးပလောင်နေတာလားဆိုတာပါပဲအမှန်တကယ်တော့အခြေအနေပေါ်မူတည်ပြီးအတိတ်ပဲကလုံးဝကိုတခြားစီဖြစ်သွားနိုင်ပါတယ်ဟုတ်ပါတယ်ဒီစကားပုံကဓားသားလိုပဲနှစ်ဖက်သွားပါတယ်တစ်ဖက်မှာတော့ကိုကျိုးစွန့်ပြီးအများအကျိုးဆောင်ရွက်တာကိုချီကျူးကွန်ပျူတာသဘောနောက်တစ်ဖက်မှာကျတော့အကျိုးမရှိတဲ့အလုပ်မှာအချိန်တွေဖြုံးတီးနေတာကိုတတိပေးတဲ့သဘောမျိုးတိုက်လောက်နေပြန်ပါတယ်ကဲဒီအတိတ်ပဲနှစ်ခုဘလောက်ကွာလဲဆိုတာကြီးလိုက်ရအောင်ချီးမွမ်းတဲ့အခါမှာတော့ကိုအားကိုပြီးကိုချီလောက်ပေါ်ကိုရက်တည်နိုင်ုံတာမကသူတစ်ပေါင်းကိုပါအကျိုးမြတ်မမျောပဲရဲရောကူညီတဲ့သူကိုဂုဏ်ပြုတာပါဒါပေမဲ့တရော်တဲ့အခါကျတော့ရော့အဲ့ဒီမှာတော့ကိုအလုပ်ကိုတောင်ပြီးအောင်မလုပ်ပဲအကျိုးမရှိတဲ့သူများအလုပ်ကိုပဲလက်လုံနေတဲ့သူကိုပြောတာဖြစ်သွားရောစကလုံးတွေကအတူတူပဲနော်ဒါပေမဲ့အတိတ်ပဲကတော့ကောင်းကင်နဲ့မြေကြီးလိုကွာတော့တာပေါ့ကြက်ရိုက်ဘာသာပြန်ကြည့်မယ်ဆိုရင်တော့ရှင်းရှင်းလေးပါကိုထမင်းကိုစားတယ်ဆိုတာကကိုဘာသာကိုယက်တီနိုင်တယ်ကိုအားကိုနိုင်တယ်ဆိုတဲ့သဘောကြီးတော့နွားချောင်းတယ်ဆိုတာကတော့ကိုနဲ့တိုင်ရိုက်မဆိုင်တဲ့အကချင်းငွေလည်းမရတဲ့သူတစ်ပါးအလောက်ကိုအချင်းနဲ့ကိုလှုပ်အားပေးပြီးလှုပ်ပေးလာကိုဆိုလိုတာပါကဲဒါဆိုရင်သူ့ရဲ့ကောင်းတဲ့ဘက်အပြုတ်သဘောဆောင်တဲ့ဘက်ကနေအရင်ဆုံးစကြည့်ကြရအောင်ဒီအထက်ဘက်ဟာမြန်မာလူမှုအဖွဲ့အစည်းမှာအရန်တံပေါ်ထားကြတဲ့ပရိသတ်စိတ်ဓာတ်နဲ့တိုက်ရိုက်ကိုချိတ်ဆက်နေရတယ်ပရိဒါဆိုတဲ့စကားလုံးကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါသူ့ရဲ့အနှစ်သာရကတော့ဘာအကျိုးမျှမှမျော်လင့်မထားပဲသူတစ်ပါးအကျိုးစီးပွားအတွက်ကိုကျိုးကိုဆွန့်လွတ်ပြီးလှုပ်ဆောင်ပေးခြင်းပါပဲဒါဟာတကယ်ကိုမြင့်တဲ့လို့ရတစ်ခုလို့ဆိုနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီစကားပုံကိုချီးကျူးတဲ့နေရာမှာသုံးတဲ့အခါကျရင်လေဒါဟာကုတ်ချေတော့ပေါ်ကိုရက်ပြီးမှလောက်တဲ့ပရိဒါကိုအကောင်းဆုံးပုံဖော်လိုက်တာပါပဲကိုတိုင်းတော့အနိုင်ဖြစ်နေရင်သူများကိုဘလို့အားဖြစ်ရင်ဖြစ်ကူညီနိုင်မှာလဲဟုတ်တယ်မလားဒီလိုပရိဟိတလောက်တာကသူများအတွက်ပဲကောင်းတာလားဆိုတော့မဟုတ်ပါဘူးကိုယ့်အတွက်ပါအောင်မြင်မှုရဲ့အခြေခံကောင်းတွေကိုတိဆောက်ပေးရရောက်ပါတယ်ဥပမာနော်အခချင်းငွေမရပဲတာဝန်တစ်ခုကိုယူလိုက်တဲ့အခါတာဝန်ယူစိတ်တာဝန်ခံစိတ်တွေတက်လာတယ်သူတစ်ပါးကိုကူညီနိုင်မှုအတွက်ကိုအရင်ဆုံးရက်တည်နိုင်အောင်စ조사ချင်စိတ်တွေဖြစ်လာစေတယ်ပြီးတော့ကိုယ့်အလုံးနဲ့အများအကျိုးကိုများအောင်လုပ်ရင်အချိန်ကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာတင်ယူမိသွားတယ်ကိုရဲ့အားဆိုင်ထုံမှုတွေအလားအတော်မဖြစ်အောင်စဉ်းစားရင်ဝေဖန်ပိုင်းခြားနိုင်စွမ်းတီတိုးတက်လာတယ်။နောက်ဆုံးမှာတော့ပဝန်းကျင်ရဲ့ယုံကြည်မှုကိုရလာတာပေါ့။ဒါဒီအားလုံးဟာပိုပိုင်အောင်မြင်မှုရဲ့အုတ်မြစ်တွေပါပဲ။ဒီနေရာမှာတော်တော်လေးအရေးကြီးတဲ့အချက်တစ်ချက်ကိုခွဲခြားသိဖို့လိုလာပါတယ်။အဲ့လာကဘာလဲဆိုတော့ကိုယ့်သဘောစံတာအလျောက်စေတနာနဲ့ကူညီတာနဲ့တာဝန်ရမဖြစ်မနေလုပ်ပေးရတဲ့ဝတ္တရားအဲ့ဒီနှစ်ခုကြားကကွာခြားချက်ပါပဲ။လုံးဝမတူပါဘူးနော်။ဒီအကြောင်းကိုရှင်းပြဖို့အတွက်နောက်ထပ်စကားပုံတစ်ခုခုကြည့်လိုက်ရအောင်သူစံစာရေးရမည်တဲ့ဆိုလိုတာကသူတစ်ပါးစီကအထောက်ပံ့ယူထားတဲ့သူကျေးဇူးရှိနေတယ်ဆိုရင်သူတို့ပြန်လေအလို့ကျွေးပြရမယ်ဆိုတဲ့တာဝန်ဝတ္တရားရှိတယ်ဆိုတာကိုဖော်ပြနေတာပါဒါဟာစေတနာထက်မဖြစ်မနေလုပ်ရမယ့်တာဝန်ဘက်ကိုရောက်ပါပြီဒီအတွေ့အခေါ်နှစ်ခုကိုရှင်းကြည့်လိုက်ရင်ခြားနာချက်ကရှင်းသွားပါပြီသူစံစာချင်းဆိုတာကဝတ္တရားရယုံရတာမိခိုမှုအပေါ်မှာအခြေခံတယ်ကိုထမင်းကိုစားပြီးမှကူညီတာကတော့လွတ်လပ်တဲ့ကိုယ့်ရဲ့စေတနာတန်တန်နဲ့လှုပ်ဆောင်တာဖြစ်ပြီးကိုအားကိုခိုးမှုနဲ့လာတာပါဒါကြောင့်ပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုနိုင်ပါတယ်ကဲအကောင့်ဘက်ကိုပြောပြီးဆိုတော့အစိုးဘက်တတိဖြစ်တဲ့ဘက်ကိုလည်းကြည့်အောင်စေတနာကဘလို့အခြေအနေမှာဝေနာဖြစ်သွားနိုင်တယ်လဲကိုယ့်ရဲ့စေတနာကကိုပြန်တဖတ်ပြီးတဲ့လူမရဲ့အဖို့မဖြစ်အောင်ဘလို့ရှောင်ရှားကြမလဲမြန်မာတွေမှာပြောစက်မှတ်ပြူတဲ့စကားတစ်ခုရှိတယ်မလားစေတနာဒီလူမိုက်ဤအဖို့ဆိုတာလေဒါကအလွန်အမြင့်စေတနာလုံခဲ့ပြီးနေရာတကာမှာမြတားမှုမရှိပဲပေးစစ်နေရင်ကိုယ်တိုင်ပဲနဲ့နာရတတ်တယ်ဆိုတဲ့အန်ဒီယေကိုတတိပေးထားတာပါစေတနာထားတာကကောင်းပေမဲ့အတိုင်အဆတော့ရှိဖို့လိုတာပေါ့ဒါဆိုရင်ဘလို့အချိန်ကြီးမျိုးကိုဟန်ချက်မညီတဲ့ပိတ်ဆက်မှုလို့သတ်မှတ်မလဲဒီအချက်ဒီကအဲ့လက္ခဏာတွေပါပဲကိုယ့်ရဲ့ကိုယ်ပိုင်အလုံးနဲ့တာဝန်တွေကိုပစ်ပယ်ထားမိတာမျိုးအကျိုးမရှိတဲ့အလုပ်တွေမှာအချိန်နဲ့လောကကိုဖြုံးတီးနေတာမျိုးကိုယ်တိုင်နစ်နာဆုံးရှုံးတဲ့အချီသူများကိုကူညီနေတာမျိုးတွေဟာကိုထမင်းကိုစားပြီးကြီးတော်နွားချောင်းတွေဆိုပြီးတယောခံရတဲ့အပြုမှုတွေပါပဲ။ Okay ဒါဆိုရင်အကောင်းနဲ့အဆိုးချီးကျူးတာနဲ့တယောတာဒီနှစ်ခုကြားမှာဟန်ချက်ညီအောင်ဘယ်လိုနေမလဲအဲ့ဒါကိုပဲဟန်ချက်ညီတို့ပေးဆက်ခြင်းအနုပညာလို့ခေါ်ရမှာပေါ့ဒီအနုပညာကိုတက်မြောက်ဖို့ကအရေးကြီးပါတယ်ဒီ
ဒီစကားပုံရဲ့တကယ်အနှစ်သာရတကယ်ဉာဏ်ပညာကပေးကမ်းမှုချီပဲတိုက်တွန်းနေတာမဟုတ်ပါဘူးအဓိကကကိုမဆုံးရှုံးစေပဲရေရှည်တည်တံ့တဲ့ပေးဆက်မှုမျိုးဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုလမ်းညွှန်ပေးနေတာပါဒီအမှုပညာကိုလက်တွေ့ဘဝမှာအသုံးချဖို့တဲ့လိုက်နိုင်တဲ့အဆင့်လေးတွေကိုတစ်ချက်ပြန်ကြည့်ရအောင်နံပါတ်1ကိုယ့်ရဲ့အခြေခံကိုခိုင်မာအောင်ယင်ဒီဆော့ပါကိုခီမင်းကိုစွာနိုင်အောင်အရင်လုံးရပါမယ်နံပါတ်2ကိုယ့်ရဲ့တာဝန်တွေကိုလုံးဝမဖြစ်ပေပါနဲ့ဟန်ချက်ညီဖို့ကအဓိကပါနံပါတ်3လူမိုက်ရဲ့အဖို့မဖြစ်အောင်အဆုံးမရောက်ဖို့တတိထားပါနံပါတ်4ကတော့အကျိုးရှိမယ့်နေရာမှာပဲအချိန်နဲ့လုံအောင်ကိုသုံးပြီးအလဟတမဖြစ်အောင်လုပ်ဆောင်ပါနောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်ကတော့ဒါရီအားလုံးကိုဝတ္တရားအရာမဟုတ်ပေကိုယ့်ရဲ့စေတနာကိုယ့်ရဲ့စန္ဒအရင်ခံနေပဲလုပ်ဆောင်ဖို့ပါပဲကဲဒီအကြောင်းအရာလေးကိုညီကုန်းချုပ်တဲ့အညီနဲ့အားလုံးကိုစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ဖျားဒီမြောင်းလာတဲ့ဒီနေ့ခေတ်ကဘာကြီးမှာကိုအားကိုမှုနဲ့အများကျိုးရှောင်ရလို့စိတ်ကိုဟန်ချက်ညီညီပေါင်းဆက်ထားတဲ့ဒီရှေးအောင်အသိပညာကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာဘယ်လိုများလက်တွေ့အသုံးချနိုင်ကြမလဲဒါကတော့အားလုံးရဲ့စဉ်းစားစရာပါပဲ